အခုဆရာရှင်းပြမယ်သင်ခန်းစာတော့ grade 3ရဲ့အခန်း3အချိန်နဲ့ကြာတော့အချိန်ဖြစ်ပါတယ်နံပါတ်1အောက်ပါအချိန်တွေကိုရှာပါတိရကကြီးမိကွန်းဟာ9နာရီ30မိနစ်ပြီးနောက်40မိနစ်အကြာဒီပုံစံမှာ9နာရီ30မိနစ်ပြီးနောက်40မိနစ်အကြာဆိုရင်ပေါင်းရမလားနှုတ်ရမလားသိချင်လို့ရှိရင်ဒီပြီးနောက်ဆိုရဲစာလေးတွေ့လို့ရှိရင်ပေါင်းရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်9နာရီ30မိနစ်နဲ့40မိနစ်ကိုပေါင်းလို့ရှိရင်9နာရီ30မိနစ်ပြီးနောက်40မိနစ်အကြာဆိုရဲအချိန်လို့ရမှာဖြစ်ပါတယ်အဲဒါဆိုစတွက်ပြမယ်နော်မတွက်ခင်နာရီနဲ့မိနစ်ခွဲရမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့9နာရီ30မိနစ်40မိနစ်အဲဒါကြောင့်မို့ဖြစ်ပါတယ်နိုင်9နာရီဖြစ်တဲ့အတွက်နိုင်အောက်မှာ9ကိုရေးပါမယ်30မိနစ်ဖြစ်တဲ့အတွက်မိနစ်အောက်မှာ30ကိုရေးမယ်ပြီးတော့ဒီဘက်မှာပေါင်းမဲ့ကောင်က40မိနစ်ဖြစ်တယ်အဲကြောင့်မလို့40ကိုမိနစ်အောက်မှာရေးမှာဖြစ်ပါတယ်ပြီးနောက်ဆိုတဲ့အတွက်အဲဒီအချိန်တစ်ခုကိုပေါင်းအောင်မှာဖြစ်ပါတယ်အရင်ဆုံးမိနစ်ဘက်ကနေစာပေါင်းမှာဖြစ်တယ်30နဲ့40နဲ့ပေါင်းတော့80ရတယ်ဒါပေမဲ့မိနစ်မှာ80ဆိုပြီးအဖြေကိုတိုင်းလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့9မိနစ်ဆက်သွယ်ချက်ကတနာရီမှာ60မိနစ်ဖြစ်တဲ့အတွက်80ကို60မိနစ်နဲ့10မိနစ်ခွဲလိုက်မယ်။ဒီဘက်က60မိနစ်ကတနာရီဖြစ်တဲ့အတွက်နိုင်ဘက်ကိုတစ်ပေးရမယ်။မိနစ်ဘက်မှာ10မိနစ်ကျန်မယ်။ဒါဆိုရင်မိနစ်ကဒီဘက်မှာကျန်တဲ့10မိနစ်60မိနစ်ကတနာရီဖြစ်သွားတဲ့နိုင်ဘက်မှာ9ပုံမှာတစ်တင်တော့9နဲ့ဒီကတနာရီနဲ့ပေါင်းတော့10နာရီဖြစ်သွားမယ်အဲကြောင့်မလို့အဖြေက10နာရီနဲ့10မိနစ်ရမှာဖြစ်ပါတယ်သိကျင်တဲ့မေးခွန်းတွေရှိရင် comment မှာမေးကြ